စိတ်စွမ်းအားနဲ့စွမ်းဆောင်ရာဌာနများဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာစိတ်စွမ်းအားရဲ့စွမ်းဆောင်မှုအကြောင်းတွေကိုရှင်းလင်းဖော်ပြပြီးဟောကြားတော်မူခဲ့မြတ်စွာဘုရားရဲ့အဆုံးအမလို့ဆိုသည်မှာဘောဓိပက္ခိယ138ပါးဟာအဓိကဖြစ်တယ်ဒီကနေ့ပြောနေကြတဲ့သာသနာဆိုတဲ့စကားဟာဘောဓိပက္ခိယ138ပါးကိုအဓိကရည်ညွှန်းပြောတာသာဖြစ်တယ်ဘုရားရဲ့အဆုံးအမကိုသာသနာလို့ဒီလိုခေါ်ဆိုကြတာဖြစ်လို့မြတ်စွာဘုရားရဲ့အဆုံးအမထဲမှာအနှစ်သာရဟာဘောဓိပက္ခိယ138ပါးသာလည်းဖြစ်တယ်ပေါ့ဘောဓိပက္ခိယ138ပါးထဲမှာအပါဝင်ဖြစ်တဲ့စိတ်ရဲ့စွမ်းဆောင်မှုများစိတ်စွမ်းအားများဆိုတာဟာတရားဓုတရားမြတ်ရဖို့အတွက်ထူးခြားတဲ့အခန်းကဏ္ဍမှာဆောင်ရွက်ကြတာဖြစ်တယ်အဲ့ဒီစိတ်စွမ်းအားရဲ့အရေးပါမှုဟာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အထိအောင်စွမ်းဆောင်မှုပေးနိုင်တာဖြစ်လို့စိတ်စွမ်းအားရဲ့စွမ်းဆောင်မှုတွေဟာအင်တမကြီးမားတယ်လို့ပြောစိတ်ကိုဗဟုပြုပြီးတော့ဆုံးမတော်မူတဲ့မြတ်စွာဘုရားရဲ့တရားတော်တွေဟာအသီးသီးသောပုဂ္ဂိုလ်တို့ရဲ့တဏ္ဍာမှာရှိတဲ့စိတ်ဓာတ်တွေကြံ့ခိုင်မှုစိတ်ပိုင်းဆိုင်ရာအညစ်အကြေးတွေကင်းပြီးဖြူစင်တန်ရှင်းမှုဆိုတာအဓိကထားပြီးဟောကြားဆုံးမတဲ့နည်းစနစ်ပဲဖြစ်တယ်လောကမှာရှိကြတဲ့လူတွေကကိုယ်ခန္ဓာနဲ့မိမိဝတ်စားဆင်ရင်ထားတဲ့အဝတ်စားတွေရဲ့ညှဉ်းနှွမ်းမှုဆိုတာကိုတတိပြုမိကြတော့လေစိတ်ဓာတ်ရဲ့အညစ်အကြေးများကိုတတိပြုမိခြင်းမရှိကြဘူးလောကမှာရုပ်ပိုင်းဆိုင်ရာအညစ်အကြေးများဟာကျန်းမာရေးကိုထိခိုက်စေနိုင်တယ်လို့စိတ်ပိုင်းဆိုင်ရာအညစ်အကြေးတွေကပိုပြီးတော့လူရဲ့နှိမ်ချမှုကိုဖြစ်ပေါ်စေတတ်တာဖြစ်လို့စိတ်ပိုင်းဆိုင်ရာအညစ်အကြေးတွေကိုအဓိကထားပြီးတော့မြတ်စွာဘုရားဆုံးမဟောကြားတာဖြစ်တယ်လူတိုင်းမှာအဓိကစိတ်စွမ်းအားနဲ့နေထိုင်ကြတာဖြစ်သည့်အတွက်ကြောင့်မိမိတို့စိတ်ထဲမှာအညစ်အကြေးတွေကင်းနိုင်သမျှကင်းအောင်လေ့ကျင့်တဲ့ဆုံးမဩဝါဒတွေကိုမြတ်စွာဘုရားဟောကြားခြင်းသာဖြစ်တယ်ပေါ့တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တယ်ဆိုတာဟာစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားခြင်းမျှသာဖြစ်တယ်ဘဝတန်တရားမှာဆွဲကပ်လာတဲ့ကိလေသာဆိုတဲ့အညစ်အကြေးတွေစိတ်ထဲမှာဆွဲကပ်နေလို့ရှိရင်ဘာတွေဖြစ်လဲလူတွေပြောကြတယ်စိတ်ပူတယ်ဆိုတဲ့စကားကိုပြောကြအေးစိတ်ပူတယ်လို့ဆိုတာဘသူကပူအောင်လုပ်နေတာလဲလို့တရားခံကိုရှာလိုက်တဲ့အခါလောဘဒေါသစတဲ့ကိလေသာတွေကပဲပူအောင်လုပ်တာစိတ်ဆင်းရဲတယ်လို့လူတွေပြောလို့ရှိကြတယ်အဲ့ဒီစိတ်ဆင်းရဲမှုကိုဘယ်ရာကဖြစ်ပေါ်စေတာလဲလို့ဆိုရင်ဟောဒီလောဘဒေါသဆိုတဲ့ကိလေသာတွေကပဲဖြစ်စေဒါကြောင့်မို့ကိလေသာဆိုတဲ့အဓိပ္ပာယ်ကိုစိတ်ကိုညှဉ်းနှန်းစေတတ်တဲ့သဘောစိတ်ကိုပူပန်စေတတ်တဲ့သဘောစိတ်ကိုပူပန်စေပြီးစိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့စိတ်ထဲမှာဆွဲကပ်ပြီးတော့နေတဲ့စိတ်ရဲ့အညစ်အကြေးလို့ဆိုရမယ်ကိလေသာတွေအဲ့ဒီကိလေသာတွေနဲ့ပေါင်းဖက်ပြီးတော့ကံတရားတွေဟာလူတွေကိုဒုက္ခပေးနေတာဖြစ်တယ်ကံတရားဆိုဒီမှာအမှန်မသိတဲ့ကိလေသာရဲ့စွမ်းဆောင်မှုအမှန်မသိသည့်ကြောင့်အတွက်ကြောင့်တွေ့တာမှုဆိုတဲ့တဏှာရဲ့စွမ်းဆောင်မှုအမှန်မသိသည့်အတွက်ကြောင့်လိုချင်တယ်ဆိုတဲ့တဏှာဖြစ်ပေါ်လာအဲ့ဒီဖြစ်ပေါ်လာတဲ့အမှန်မသိမှုနဲ့လိုချင်မှုဆိုတဲ့ဒီတဏှာဒီသဘာဝတရားနှစ်ပါးဟာသ
ရိစ္ဆသမုပ္ပါဒ်မှာဝိရဲ့အမြစ်လို့ဝတ္တမူလလို့ဆိုပြီးတော့ဟောကြားထားတာဖြစ်တယ်။တဏှာထဲမှာဒုက္ခပေးနေတာဟာအဝိဇ္ဇာနဲ့တဏှာပဲဖြစ်တယ်။အဲ့ဒီအဝိဇ္ဇာနဲ့တဏှာကိုအခြေခံပြီးတော့လူတွေဟာအမှန်မသိသည့်အတွက်ကြောင့်သို့မဟုတ်တွေ့တာသည့်အတွက်ကြောင့်ကံတရားတွေကိုပြုလုပ်ပြီးတော့နေကြတာဖြစ်တယ်ပေါ့။အဲ့ဒီကံတရားတွေကိုပြုလုပ်နေသည့်အတွက်ကြောင့်တဏှာဝဆင်းရဲတဲ့မှာဘဝအထူတူဤဘဝမှာထိုဘဝသို့ပြောင်းရွှေ့သွားလာနေကြတာဖြစ်တယ်ဒီသဘောတွေကိုမြတ်ဗုဒ္ဓရဲ့အဆုံးအမတဲ့တဏှာဝဆင်းရဲကထွက်ချင်တယ်ဆိုလို့ရှိရင်ကံတရားတွေကိုဖြစ်ပေါ်စေနိုင်တဲ့ဒီအဝိဇ္ဇာနဲ့တဏှာလို့ဆိုတဲ့စိတ်ရဲ့အညစ်အကြေးနှစ်ခုအဓိကဖြိုရှင်းပြရမှာဖြစ်တယ်ပေါ့တည်တည်ချာချာစဉ်းစားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လောကလူတွေဟာအလုပ်တစ်ခုကိုလုပ်ကြပြီဆိုတဲ့အခါလုံးတင်တာနဲ့မလုံးတင်တာအမှန်မသိမှုဆိုတဲ့အဝိဇ္ဇာနဲ့တွဲဖက်ပြီးတော့လဲအလုပ်တစ်ခုကိုလုပ်ကြတာအမှန်မသိသည့်အတွက်ကြောင့်မလုံးတင်တာတွေကိုလုပ်တယ်လုံးတင်တာတွေကိုမလုပ်ဘူးဆိုတာဖြစ်တယ်ဒါကြောင့်မို့လို့လုံးတင်တာနဲ့မလုံးတင်တာကိုခွဲခြားသိတတ်တဲ့အဝိဇ္ဇာဆိုတဲ့တရားအဗ္ဗဓမ္မအရေးပါတယ်လို့ဒီလိုဆိုအမှန်မသိမှုကြောင့်လုံးမိလို့ရပြုလုပ်ကြလုံးမိလို့ရပြုလုပ်တော့ကံတရားတွေဟာစုဆောင်ပြီးဖြစ်လာဖြစ်တယ်အဲ့ဒီကံတရားတွေစုဆောင်ပြီးတော့ဖြစ်လာသည့်အတွက်ကြောင့်လုံးမိလို့ရလုံနေတဲ့ကံတရားတွေကြောင့်ဘဝထူထူမှာဆင်းရဲဒုက္ခတွေကိုရောက်ရှိစေတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ပရိစ္ဆသမုပ္ပါဒ်မှာအဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏလို့ပရိစ္ဆသမုပ္ပါဒ်မှာဒီလိုဟောကြားထားတာဖြစ်တယ်အဲ့ဒီနေရာမှာဝိညာဏလို့ဆိုတဲ့ဘဝရဲ့အစကိုဖြစ်စေတာဟာကိလေသာနဲ့ကံပေါင်းပြီးတော့ထုတ်လုပ်ခြင်းများတာဖြစ်တယ်ဒီနေရာမှာအဝိဇ္ဇာဆိုတာကိလေသာသင်္ခါရဆိုတာကံကိလေသာနဲ့ကံနှစ်ခုပေါင်းစပ်ပြီးတော့ဘဝတစ်ခုကိုဖြစ်ပေါ်စေတာသာဖြစ်တယ်ပေါ့ဒါကြောင့်မို့အမှန်မသိတဲ့အဝိဇ္ဇာထိုအမှန်မသိတဲ့အဝိဇ္ဇာပေါ်မှာလုံးမိလို့ရပြုလုပ်ခြင်းလို့ဆိုတဲ့ကုသိုလ်ကံအကုသိုလ်ကံအဲ့ဒီကုသိုလ်ကံအကုသိုလ်ကံတို့ရဲ့စွမ်းအားကြောင့်ဘဝတစ်ခုကိုရရှိကြတယ်လောကမှာမသိလို့လှုပ်တာရှိသလိုသိရတဲ့နဲ့မလှုပ်ဖဲမနေနိုင်လို့လှုပ်တယ်ဆိုတာလည်းရှိတယ်ပေါ့အဲ့ဒါလို့သိရတဲ့နဲ့မလှုပ်ဖဲနေနိုင်မနေနိုင်လို့လှုပ်တယ်ဆိုတာကြတော့တဏှာပစ္စယဥပါဒါနဥပါဒနာပစ္စယဘောလို့ဆိုတဲ့ပရိစ္ဆသမုပ္ပါဒ်နောက်ပိုင်းမှာမြတ်စွာဘုရားရှင်းလင်းဖော်ပြထားတာဖြစ်တယ်တဏှာပစ္စယတွေ့တာမှုတွေလူကျင်မှုတွေကိုအကြောင်းပြုပြီးဥပါဒါနဆွဲလန်းမှုတွေဖြစ်ပေါ်လာတယ်ဆွဲလန်းမှုကိုအကြောင်းပြုပြီးတော့ဘဝလို့ဆိုတဲ့ကံတရားကိုပြုလုပ်လာပြန်တာပဲဖြစ်တယ်အဲ့တော့ယမယံခကံတရားတွေကိုအဝိဇ္ဇာကဥဆောင်နေတော့လေယမယံခမှာတဏှာကလည်းဥဆောင်တယ်လို့ဒီလိုပြောလို့ရဆိုပါစို့ဥပမာရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်လူတယောက်အရက်သေးစားတွေတောက်စားတယ်သို့မဟုတ်မူရစ်ဆေးဝါးတွေသုံးစွဲတယ်ဆိုတဲ့နေရာပထမမူရစ်ဆေးဝါးအရက်သေးစားရဲ့အပြစ်ကိုမမြင်ခြင်းကြောင့်တောင်းမိခြင်းဖြစ်တယ်အပြစ်ကိုမမြင်တာအဝိဇ္ဇာတောင်းမိတာကသင်္ခါရဆိုတဲ့ကံတရားအဲ့ဒါကြောင့်မို့လို့ယောဂရခြင်းလို့ဆိုတဲ့ဆင်းရဲဒုက္ခတစ်ခုကြုံတွေ့ရဒီနေရာမှာအဝိဇ္ဇာကြောင့်အမှန်မသိသေးခြင်းကြောင့်ပြုလုပ်မှုဆိုတဲ့ကံတရားဖြစ်ပေါ်လာတယ်လို့နောက်ပိုင်းရောက်တဲ့အခါကျတော့အရက်သေးစားမဖြတ်နိုင်တော့ဘူးမူရင်စေဝါမတော့ဖဲမနေနိုင်တော့ဘူး
အယက်သေးစားရဲ့ဆိုးချိုးမူရည်စေဝါရဲ့ဆိုးချိုးသိရှိနေတော်လဲမကောင်းမှုဆိုတာသိတော်လဲမဖြတ်နိုင်တဲ့ဆွဲလန်းနေမှုကြောင့်တဏှာပစ္စယဥပါဒနာဥပါဒနာပစ္စယဘောလို့ဆိုတဲ့အတိုင်းဆွဲလန်းမှုကြောင့်မို့လို့မလုတ်ဖဲမနေနိုင်လို့လှုပ်လာတာဖြစ်လာပြန်တယ်ပေါ့ဒါကြောင့်မို့ရှေ့ပိုင်းမှာတဏှာကအဝိဇ္ဇာကတဏှာကိုဆွဲဆောင်သွားတယ်နောက်ပိုင်းမှာတဏှာကအဝိဇ္ဇာကိုဆွဲခေါ်သွားတယ်ကံတရားတွေဖြစ်ဖို့ရအတွက်ဒီကိလေသာနှစ်ခုဟာအဓိကပဓာနာကြတယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒီအဓိကပဓာနာကြတဲ့ကိလေသာနှစ်မျိုးကိုမဖယ်ရှားနိုင်ခြင်းကံဆိုတဲ့ကုသိုလ်အကုသိုလ်အမှုတွေကိုပြုလုပ်နေသည့်အတွက်ကြောင့်လူတွေဟာကုသိုလ်ကံကြောင့်ကောင်းရာသုတိဘုံရောက်ရှိတော်လဲအကုသိုလ်ကံကြောင့်မကောင်းတဲ့ဘုံဘဝတွေကိုရောက်ရှိကြပြန်တယ်ပေါ့ဒီလိုနဲ့ပဋိစ္စသမုပ္ပါလဲပြီးတော့ဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓာတသမုဒယောဟောတိလို့ဆိုတဲ့အတိုင်းဒုက္ခအစုဆိုလိုတာကအန္တရာယ်ထဲမှာခန္ဓာ၅ပါးလို့ဆိုတဲ့ဒုက္ခအစုဝေးကြီးဟာတဘဝပြီးတဘဝဖြစ်ပေါ်ပြီးတော့နေတာမဆုံးနိုင်တဲ့ခရီးကိုဖြတ်တန်းသွားနေရပြီးဒုက္ခမျိုးစုံခံစားနေရတယ်လို့ဒီလိုပဋိစ္စသမုပ္ပါမှာတတ္တလောကကြီးတစ်ခုလုံးရဲ့ဒုက္ခဖြစ်နေပုံကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကဆုံးမဟောကြားတာဖြစ်တယ်။အေးတန်တရားဝုကလွတ်ချင်ပြီဆိုလို့ရှိရင်စိတ်မှာအခုလိုစိတ်ကိုပြောညံ့သွားစေတတ်တဲ့အဝိဇ္ဇာတို့တဏှာတို့ဆိုတာဖယ်ရှားပြစ်နိုင်ဖို့စွမ်းအားရှိမှဖြစ်နိုင်တယ်ပေါ့။အဲ့ဒီစွမ်းအားတွေဟာဘာတွေလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားကဗောဓိပက္ခိယ138ပါးမှာဗလဆိုတဲ့စွမ်းအား5မျိုးဟောကြားထားတာရှိတယ်ပေါ့အဲ့ဒီဗလဆိုတဲ့စွမ်းအား5မျိုးဟာအလွန်ပဲအရေးပါတယ်အဲ့ဒီစွမ်းအားတွေမပါဘဲနဲ့တရားဝါတွေဟာအဝိဇ္ဇာနဲ့တဏှာကိုတွန်းလှန်ဖယ်ရှားနိုင်မှာမဟုတ်ဘူးအဝိဇ္ဇာနဲ့တဏှာကိုတွန်းလှန်ဖယ်ရှားနိုင်ခြင်းမပြုနိုင်သမျှကာလပတ်လုံးကံတရားတွေကိုဖယ်ရှားနိုင်မှာမဟုတ်ဘူးကံတရားတွေကိုဖယ်ရှားနိုင်ခြင်းမရှိသမျှဝိပါကဝတ်လို့ဆိုတဲ့ကံရဲ့အကျိုးဆက်ဖြစ်နေဥမှာပဲကိလေသာဝတ်ကိုဖယ်ရှားနိုင်မှကာမဝတ်ကပြတ်မယ်ကာမဝတ်ကိုဖယ်ရှားနိုင်မှဝိပါကဝတ်ဆိုတာပြတ်မှာဖြစ်တယ်အေးဝိပါကဝတ်ဆိုတာပြတ်ဖို့အတွက်ကိလေသာဝတ်ပြတ်အောင်လုပ်အောင်အဲ့ဒီကိလေသာဝတ်ပြတ်အောင်စိတ်မှာစွမ်းအားတွေမရှိဘူးဆိုရင်ဘယ်သူမှလုံနိုင်မှာမဟုတ်ဘူးစိတ်ဟာပျော့ညံ့ပြီးတော့ပင်မဆင်းရဲပြီးစွမ်းအားမဲ့နေတဲ့စိတ်တစ်ခုဟာကိလေသာတွေကိုအနိုင်တွန်းလှန်ဖို့မဖြစ်နိုင်ဘူးစိတ်ဟာကိလေသာတွေနဲ့ဆုံတွေ့တာနဲ့တပြိုင်နက်အရေးပျော်ပြီးတော့အရှုံးပေးနေတာများတယ်ဒါကြောင့်မို့လို့ကိလေသာတွေကျုံလာတဲ့အခါမှာဒီကိလေသာဆိုတဲ့အညစ်အကြေးတွေကိုမိမိတို့ရဲ့စိတ်အစဉ်မှာဖယ်ရှားပစ်ဖို့ဆိုတာဟောဒီစွမ်းအားတွေကိုထူထောင်ကြရမှာဖြစ်တယ်ပေါ့အဲ့ဒီထူထောင်နိုင်မှသာလဲကိလေသာဆိုတဲ့အညစ်အကြေးတွေတစားတစားရောပါသွားပြီးတော့လုံးဝဖယ်ရှားပစ်လိုက်နိုင်ပြီဆိုလို့ရှိရင်ကိလေသာនិရောဓေကမ္မនិရောဓောကိလေသာတွေငြိမ့်သွားပြီဆိုရင်ကံတွေလည်းငြိမ့်သွားမှာပဲကမ္မនិရောဓေဝိပါကនិရောဓောကံတွေငြိမ့်သွားပြီဆိုရင်ကံရဲ့အကျိုးတရားတွေဟာလည်းမလာတော့ဘူးအဲ့ဒါလို့မလာခြင်းသည်ပင်ဧတေဝန္တောဒုက္ခတဒုက္ခအဆုံးသတ်ခြင်းပဲဖြစ်တယ်လို့မြတ်စွာဘုရားကဒီလိုဟောကြားထားတာဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ကိလေသာဆိုတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုတွန်းလှန်ဖယ်ရှားဖို့အတွက်စိတ်ရဲ့စွမ်းအားတွေကိုထူထောင်ပေးဖို့အရေးကြီးတယ်အဲ့ဒီစိတ်ရဲ့စွမ်းအားတွေဆိုတာဘာတွေလဲလို့ဆိုလို့ရှိရင်တတ္ထာဆိုတာစွမ်းအားတစ်မျိုးပဲရသော်ဘုရားကပင်စီမာနိဘိက္ခဝေဖလာနိယဟန်တို့စိတ်ရဲ့စွမ်းအားဟာ၅မျိုးရှိတယ်စိတ်စွမ်းအား၅မျိုးကဘာလဲ
နံပါတ်1ကတတ္ထာဗလယုံကြည်မှုဆိုတာစိတ်ဆွမ်းအားတစ်မျိုးပဲဒါဖြင့်ယုံကြည်မှုဆိုတာဘာကိုယုံကြည်ရမှာလဲလို့မေးမယ်ဆိုလို့ရှိရင်ယုံကြည်ခြင်းဟာဒီတရားဓမ္မကိုဟောပြောတဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အသိဉာဏ်ကိုယုံကြည်မှုဟာအရင်ခံကြတယ်ပေါ့ဘုရားရဲ့အသိဉာဏ်ကိုယုံကြည်သဖြင့်မြတ်စွာဘုရားဟောတဲ့အဆုံးအမကိုလိုက်နာကျင့်သုံးဖို့လမ်းပွင့်သွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဓမ္မစကြာတရားဟောတော့မယ်သဟံပတိဗြဟ္မာကြီးကအတ္တဝနတာဓမ္မတပရိဟာယန္တိတရားကိုမနာရဘူးဆိုလို့ရှိရင်တရားမှဆုံးရှုံးနစ်နာကြပါလေဓမ္မတဝိညာတာရောဝိတန္တိတရားကိုနားလည်တဲ့ပုဂ္ဂိုလ်ဆိုတာရှိနိုင်ပါလေဒါကြောင့်မို့တရားဓမ္မဟောပြောတော်မူပါလို့မြတ်စွာဘုရားကိုလျှောက်ထားတောင်းပန်တဲ့အချိန်တုန်းကမြတ်စွာဘုရားကအဓိကကြတဲ့တတ္ထာဆိုတာကိုထိသွင်းပြီးတော့မိန့်ကြားတော်မူခဲ့တာဖြစ်တယ်ရေသောတဝန္တောပမုံဇန္တုတတ္ထာရေသောတဝန္တောပမုံဇန္တုတတ္ထံမိမိရဲ့ယုံကြည်ချက်ကိုငါစီကိုစစ်လွတ်ကြလို့ဆိုတာအေးထောင်နိုင်တဲ့နာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တိုင်းငါအပေါ်မှာယုံကြည်ချက်ကိုထားလို့ဒီလိုဆိုလို့တယ်ဒါကြောင့်မို့မြတ်စွာဘုရားကိုယုံကြည်တယ်ဆိုတာမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာကိုပြောတာတကူကိုယုံကြည်တာမဟုတ်ဘူးတကူနဲ့မှပြီးနိဗ္ဗာန်ကိုတင်ဖို့မှာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာဒါကြောင့်မို့လို့ပမုံဇန္တုတတ္ထံငါပေါ်မှာယုံကြည်မှုကိုစစ်လွတ်ထားကြလို့ဆိုတာငါပေါ်မှာယုံကြည်မှုထားမယုံကြည်ဘူးဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမတရားကိုကြားနာမှာမဟုတ်ဘူးဒါကြောင့်မို့ယုံကြည်မှုဟာအလွန်အရေးကြီးတယ်ဘုရားဘာသာဝင်သူတော်စင်တို့မြတ်စွာဘုရားကိုယုံကြည်တယ်ဆိုတာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာသာဖြစ်တယ်တတ္တဟတိတထာဂတတဘောဓိတထာဂတတမြတ်စွာဘုရားရဲ့ဘောဓိအရဟတမေဉာဏ်သမ္ပညုတဉာဏ်တော်လို့ဆိုတဲ့အသိဉာဏ်ကိုတတ္တဟတိယုံကြည်တယ်ဘုရားရဲ့အသိဉာဏ်ကိုယုံကြည်သဖြင့်ဖြစ်ပေါ်လာနိုင်တဲ့အရာဘာတော့ဒီလိုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ဆုံးမဩဝါဒဟာလုံးဝမမှားနိုင်ဘူးဆင်းရဲတဲ့အကျိုးအပြစ်ရှိပြီးတော့ဒုက္ခအကျိုးကိုပေးနိုင်တယ်ဆိုတဲ့အကုသိုလ်တရားတွေကိုရှောင်ဖို့အပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေနိုင်တဲ့ကုသိုလ်တရားတွေကိုပြည့်စုံစေဖို့လို့ဆိုတဲ့ဆုံးမညွှန်ကြားချက်ဒီလိုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့ဆုံးမညွှန်ကြားချက်ဟာလုံးဝအမှားမရှိနိုင်ဘူးလုံးဝအမှားမရှိနိုင်ဘူးရှောင်ရမယ်ဆိုတာမရှောင်ရင်ဆင်းရဲဒုက္ခအကျိုးကိုရမှာဖြစ်တယ်ပြည့်စုံစေရမယ့်အချက်ကိုမပြည့်စုံစေဘူးဆိုလို့ရှိရင်ချမ်းသာဒုက္ခကိုလက်လွတ်ဆုံးရှုံးသွားမှာဖြစ်တယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုဒီတတ္ထာကဖြစ်ပေါ်စေတယ်ဒါကြောင့်မို့လို့ပမုံဇန္တုတတ္ထံငါပေါ်မှာယုံကြည်ချက်ကိုစစ်လွတ်ကြလို့ဒီလိုဆိုယုံကြည်ချက်ကိုထားကြအဲ့ဒီယုံကြည်ချက်ရှိမှတတ္ထာဇာတောဥပသင်္ကမတိယုံကြည်လို့ဘုရားစီချင်းကပ်တယ်ခုခေတ်လည်းကြည့်ပေါ့ရှင်းရှင်းလေးစဉ်းစားကြည့်လိုက်ယောဂရလာပြီဆိုရင်ကိုယုံကြည်တဲ့သမားတော်စီချင်းကပ်ကြတာမယုံကြည်တဲ့သမားတော်စီဘယ်သူမှမသွားငါယောဂကိုပျောက်အောင်ဘယ်ဆရာဟာကုနိုင်လိမ့်မယ်ဆိုတာကိုအရင်သိကြည့်တယ်ကြည့်လို့မိမိကယုံကြည်ပြီးဒီသမားတော်ဒီဆေးဆရာကဖြင့်ငါရဲ့ယောဂဝေဒနာကိုပျောက်အောင်ကုနိုင်လိမ့်မယ်လို့ယုံကြည်ချက်ရှိလို့သမားတော်စီသွားတယ်သမားတော်ပြီးတဲ့ဆေးညွှန်ကြားတဲ့အစာအာဟာရရှောင်ရံနဲ့ဆောင်းရံသမားတော်ပေါ်မှာယုံကြည်သောအဖြစ်ကိုမသိတဲ့ဆေးကိုတောက်ကြရအဲဒီလိုတောက်ခြင်းဖြင့်ယောဂဝေဒနာပျောက်ကင်းကြသမားတော်ပေါ်မှာယုံကြည်မှုဖြင့်ဆုံးဖြတ်ပြီးတော့လိုက်နာဆောင်ရွက်လို့ရှိရင်ယောဂဝေဒနာပျောက်ခြင်းဆိုတဲ့အကျိုးကိုရရှိနေကြတာသိကြပေါ့အဲ့ဒါလိုပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အဆုံးအမဩဝါဒတွေပေါ်မှာယုံကြည်လို့ဘုရားကိုယုံကြည်သည့်အတွက်ကြောင့်ဘုရားအဆုံးအမကိုလိုက်နာတာဖြစ်တယ်ဘု
ះကိုယုံကြည်တယ်လို့ဆိုတော့လဲဘုရားရဲ့အဆုံးအမကိုမလိုက်နာဘူးဆိုရင်မယုံကြည်ရပဲရောက်တယ်ပေါ့ဆေးဆရာကဆေးပေးတော်လဲပဲအဲ့ဒီဆေးကိုမတော့ဖဲထားရင်ယောဂမပြောက်တယ်လို့ပဲမြတ်စွာဘုရားရဲ့အဆုံးအမဖြစ်တဲ့ရှောင်ရံနဲ့ဆောင်ရံကိုမရှောင်ဘူးမလှုပ်ဆောင်ဘူးဆိုလို့ရှိရင်လေလိုအပ်တဲ့အကျိုးရမှာမဟုတ်ဘူးတဲ့ဒါကြောင့်တရားရဲ့စွမ်းဆောင်မှုဟာအလွန်ကြီးမားလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကစိတ်စွမ်းအားထဲမှာယုံကြည်မှုဆိုတဲ့စွမ်းအားရှိရမယ်ယုံကြည်မှုစွမ်းအားရှိမှနောက်ကလှုပ်ဆောင်မှုဆိုတာတွေဖြစ်ပေါ်လာမှာဖြစ်တယ်ဆင်ငယ်ယုံကြည်မှုစွမ်းအားကနေလမ်းဖွင့်ပေးလိုက်မှာဖြစ်တယ်ပေါ့ဒါဖြင့်အဲ့ဒီယုံကြည်မှုစွမ်းအားဟာဘယ်မှာသူ့ရဲ့စွမ်းဆောင်မှုဟာပေါ်လွင်ထင်ရှားတယ်လဲသူ့ရဲ့စွမ်းဆောင်မှုဟာဘယ်နေရာမှာသိတာထင်ရှားတယ်လဲလို့ဆိုတော့မြတ်စွာဘုရားကရှင်းပြတယ်ကထဘိက္ခွေတတ္တပလံဓဋ္ဌပံယုံကြည်မှုစွမ်းအားကိုဘယ်နေရာမှာမှတ်သားရမလဲဘယ်နေရာဟာသိတာထင်ရှားတယ်လဲယုံကြည်မှုစွမ်းအားရဲ့စွမ်းဆောင်မှုဘယ်နေရာမှာမှတ်သားရမလဲလို့ဆိုတော့မေခွန်းထုတ်ပြီးတော့ဖြေတဲ့အခါစတုတုသောတပတ္တိယင်္ဂေတုဣဋ္ဌတတ္တပလံဓဋ္ဌပံသောတပန်ရဲ့အင်္ဂါ၄ချက်သောတပတ္တိယင်္ဂဆိုတဲ့သောတပန်ရဲ့အင်္ဂါ၄ချက်မှာတရားရဲ့စွမ်းဆောင်မှုအရေးပါမှုဟာအမှန်တမ်းထင်ရှားတယ်ဒီနေရာမှာသောတပတ္တိယင်္ဂလို့၄မျိုးလို့ဆိုတဲ့နေရာမှာသောတပတ္တိယင်္ဂ၄မျိုးကို2မျိုးခွဲပြီးတော့မှတ်သားကြအောင်သောတပတ္တိယင်္ဂဟာ2မျိုးရှိတယ်တစ်မျိုးကသောတပန်ဖြစ်ခြင်းရဲ့အကြောင်း၄မျိုးနောက်တစ်မျိုးကသောတပန်မှာရှိတဲ့အရည်ချင်း၄မျိုးဒီလိုအဓိပ္ပာယ်2မျိုးထွက်တယ်ပေါ့အဲ့ဒီမှာသောတပန်ဖြစ်ခြင်းရဲ့အကြောင်းတရား၄မျိုးမြည်သူပဲဖြစ်ဖြစ်သောတပန်ဖြစ်လာလို့ရှင်ဟောဒီအကြောင်းနဲ့ကင်းပြီးတော့ဖြစ်တာမဟုတ်ဘူးဒီအကြောင်းတရားပြည့်ပြည့်ဝဝရှိပြီဆိုမှသောတပန်ဆိုတော့ဖြစ်နိုင်အဲ့ဒီအကြောင်း၄မျိုးဆိုတာဘာတွေလဲလို့ဆိုရင်တပ္ပုရိသတန်တေဝတကယ်ကိုတရားဓမ္မဟောပြနိုင်တဲ့တကယ်သူတော်ကောင်းပုဂ္ဂိုလ်စိကတ်နိုင်ရမယ်အဲ့ဒီသူတော်မြတ်ကိုစိကတ်ခြင်းဟာသောတပန်ဖြစ်ဖို့အတွက်လမ်းစာပဲသူတော်သူမြတ်ကိုစိကတ်ခြင်းအဖြစ်ဘယ်လိုအကျိုးကိုရရှိနိုင်တယ်လဲဆိုရင်တတ္တမသဝနာသူတော်ကောင်းတရားကိုကြားနာရခြင်းဆိုတဲ့အကျိုးတရားအဲ့ဒီနှစ်ခုဟာသောတပန်ဖြစ်ဖို့အတွက်ပြင်ပကဗဟိတအကြောင်းနှစ်ခုပဲဖြစ်တယ်ဗဟိတအကြောင်းနှစ်ခုဟာအလွန်အရေးကြီးတယ်ပေါ့သူတော်ကောင်းနဲ့တွေ့မှသူတော်ကောင်းတရားကိုကြားနာခွင့်ရတယ်သူတော်ကောင်းနဲ့မတွေ့ဘူးမစိကပ်ဘူးဆိုရင်သူတော်ကောင်းတရားကြားနာရမှာမဟုတ်ဘူးသူတော်ကောင်းတရားကြားနာမှုမရှိသေးသမျှအသိပညာဆိုတာဖြစ်လာမှာမဟုတ်ရှင်သာရိပုတ္တရာအလောင်းရှင်မမောဂလန်အလောင်းတို့ဟာမတရားတရားကိုရှာဖွေခြင်းလူလောကကိုစွန့်ခွာလာခဲ့ကြတယ်မိသားစုဘဝကိုစွန့်ခွာလာပြီးတော့ရာဇဂြိုလ်မြို့မှာထင်ရှားလာတဲ့သိဉ္စရဆိုတဲ့ပြပိုက်ကြီးသင်္စရဆိုတဲ့ပြပိုက်ကြီးထံမှာတပည့်ခံပြီးတော့ပညာသင်ကြသို့တော့သူသင်ပေးတဲ့ပညာဟာအမရာဝိခေပလို့ဆိုတဲ့ရှောင်းတိန်တဲ့နီးဖြစ်ပြီးသူတို့လိုချင်တဲ့မတရားနိဗ္ဗာန်ဆိုတာကိုဖော်ပြနိုင်ခြင်းကမစွမ်းနိုင်ဘူးဒါကြောင့်မို့လုံလောက်တဲ့သူတော်ကောင်းမဟုတ်စိကရခြင်းမရှိသည့်အတွက်ကြောင့်နီးမှန်ကန်တဲ့တတ္တမလို့ဆိုတဲ့သူတော်ကောင်းတရားကိုမရရှိကြအဲ့ဒါလိုနဲ့နှစ်ပေါင်းကြာစွာဆောင်စည်းနေရတဲ့အချိန်မြတ်စွာဘုရားပွင့်လို့ဓမ္မစကြာတရားဟောမြတ်စွာဘုရားရာဇဂြိုလ်ပြည်ရောက်လာတဲ့အခါမှာပိဿဝဂီ၅ပါးထဲမှာအပါဝင်ဖြစ်တဲ့ရှင်အတ္တစီမထေရမြတ်စွာဘုရားသာသနာပြုစေလွတ်ရာကနေခရီးဒေသစာရီသွားရင်ရာဇဂြိုလ်မြို့ကိုရောက်လာတယ်အဲ့ဒီရောက်လာတဲ့အခါကျတော့မှရှင်သာရိပုတ္တရာအလောင်းဥပတိတ္တပြပိုက်ဟာတပ္ပုရိသတန်တေဝလို့ဆိုတဲ့ရှင်အတ္တစီရဲ့အနေအထိုင်အမူအရာကိုကြည့်ပြီးတကယ်ပုဂ္ဂိုလ်ပဲဆိုပြီးသူ့ကိုစိကတ်ခြင်းဟာတပ္ပုရိသတန်တေဝပဲဖြစ်တယ်အဲ့ဒါလို့တပ္ပုရိသတန်တေဝသူတော်ကောင်းနဲ့ဆုံတွေ့ပြီးတဲ့အခါမှာရှင်အတ္တစီကိုမေးခွန်းနေမေးတဲ့အခါမှာရှင်အတ္တစီကဖြေတယ်
သစ္စာလေးပါးတရားကိုကျဉ်းချုပ်ရှင်းပြလိုက်တဲ့အခါမှာတတ္တမသဝနာဆိုတဲ့သူတော်ကောင်းတရားကိုကြားနာလိုက်ရတာအဲ့ဒါလို့ကြားနာလိုက်တဲ့အခါမှာတန်တရားတွေခင်းပြီးတော့အမြင်ရှင်းသွားတာဖြစ်တယ်ပေါ့တန်တရားခင်းခြင်းနဲ့အမှန်မြင်ခြင်းဆိုတဲ့အကျိုးကျေးဇူးကိုရရှိသွားတာတတ္တမသဝနာတပ္ပုရိတုပတပ္ပုရိတတန်တေဝတတ္တမသဝနာဆိုတဲ့ဒီအကြောင်းနှစ်ခုကနေဖြစ်ပေါ်စေလိုက်တယ်သောတာပန်ဘဝရောက်သွားတယ်အဲ့ဒီမှာအပြင်မဲ့အကြောင်းတစ်ခုတည်းနဲ့ရောက်တာလားဆိုတော့မဟုတ်ဘူးအတွင်းအကြောင်းနှစ်ခုသူ့မှာလုံလုံလောက်လောက်ရှိနေတယ်အဲ့ဒီအတွင်းအကြောင်းနှစ်ခုကဘာလို့ဆိုယောနိသောမနတိကာရမမကံကံနှလုံးသွင်းနိုင်ခြင်းဆိုတဲ့ယောနိသောမနတိကာရဓမ္မနုဓမ္မပฏิပတ်တိဆိုတဲ့ဓမ္မနဲ့ဓမ္မဆိုတဲ့မေဖို့နိဗ္ဗာန်နဲ့မေဖို့နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့အနုဓမ္မဆိုတဲ့အကျင့်ကိုကျင့်ခြင်းအဲ့ဒီလမ်းကြောင်းပေါ်လျှောက်ခြင်းပဲရှင်သာရိပုတ္တရာလောင်းဥပဒိတဟာသစ္စာလေးပါးအကြောင်းကိုရှင်းပြလိုက်တဲ့အခါမှာစဉ်းစားနိုင်တာဟာယောနိသောမနတိကာရစဉ်းစားနိုင်တဲ့အတိုင်းအသိဉာဏ်ဖြစ်အောင်ဆင်ញင်သုံးသပ်တာကဓမ္မနုဓမ္မပฏิပန္နပဲအဲ့ဒီအကြောင်းတစ်ခုနဲ့လုံလုံလောက်လောက်တွေးလိုက်တာနဲ့တပြိုင်နက်ရှင်သာရိပုတ္တရာအလောင်းဥပဒိတပြပိုက်ဟာသောတပန်ဖြစ်သူရောက်သွားတယ်။ပေါင်းလိုက်တဲ့အခါတပ္ပုရိတတန်တေဝတတ္တမသဝနာယောနိသောမနတိကာရဓမ္မာနုဓမ္မပฏิပတ်တိဆိုတဲ့ဒီအကြောင်းလေးပါးကိုသောတပတ္တိယင်္ဂလို့ခေါ်တယ်။သောတပန်ဖြစ်ခြင်းအကြောင်းအဲ့ဒီနေရာမှာတတ္ထာဆိုတာကိုဖော်ပြထားတာမရှိဘူး။ဒါကြောင့်မို့ဒီနေရာမှာသောတပတ္တိယင်္ဂ၄မျိုးဆိုတာတခြားမဟုတ်ဘူးသောတပန်ပုဂ္ဂိုလ်တွေတဏ္ဍာမှာဖြစ်ပေါ်နေတဲ့အရည်ချင်း၄မျိုးအဲ့ဒီအရည်ချင်း၄မျိုးကဘာလို့ဆိုဗုဒ္ဓေအဝိစ္စပတာရဓမ္မေအဝိစ္စပတာရတန်ခေအဝိစ္စပတာရဆိုလိုတာကမြတ်စွာဘုရားပေါ်မှာအတိညာနဲ့တက်ဝင်ပြီးတော့ယုံကြည်ဆုံးဖြတ်ခြင်းမြတ်စွာဘုရားရဲ့ဂုဏ်ကြီးတွေကိုယုံကြည်ဆုံးဖြတ်နိုင်ခြင်းဓမ္မေဝိစ္စပတာရတရားရဲ့ဂုဏ်ကြီးကိုယုံကြည်ဆုံးဖြတ်နိုင်ခြင်းတန်ခေအဝိစ္စပတာရတန်ခဂုဏ်ကြီးကိုယုံကြည်ဆုံးဖြတ်နိုင်ခြင်းလို့ဆိုတယ်ဗုဒ္ဓေဝိစ္စပတာရဓမ္မေဝိစ္စပတာရတန်ခေဝိစ္စပတာရဒီသုံးခုနဲ့အရိယကန္တသီလလို့ဆိုတယ်အရိယပုဂ္ဂိုလ်တွေမျက်မျက်နှုံနှုံထိမ့်သိမ့်ဆောင်ရှောက်တဲ့၅ပါးသီလအဲ့ဒီအင်္ဂါရပ်၄မျိုးအဲ့ဒီအင်္ဂါရပ်၄မျိုးမှာတရားဟာလွှမ်းမိုးထားတယ်လို့ဆိုလို့မြတ်စွာဘုရားကိုသောတာပန်ဖြစ်သွားပြီဆိုရင်ဘုရားပေါ်မှာယုံကြည်မှုလွန်ကဲတယ်တရားပေါ်မှာယုံကြည်မှုတွေသံဃာပေါ်မှာယုံကြည်မှုတွေ၅ပါးသီလပေါ်မှာမျက်နှိုးမှုတွေဆိုတာဟာလွှမ်းမိုးထားတာဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကတရားဆိုတဲ့ယုံကြည်ချက်စွမ်းအားစိတ်စွမ်းအားတစ်ခုရဲ့စွမ်းဆောင်တဲ့နေရာဟာဘယ်နေရာမှာတိတာတုံးလို့ဆိုလို့ရှိရင်သောတပတ္တိယင်္ဂ၄မျိုးမှာတရားရဲ့စွမ်းဆောင်မှုဟာထင်ရှားတယ်လို့ဒီလိုဟောတာဖြစ်တယ်ပေါ့သောတပန်ဖြစ်သွားရင်တရားဟာအထွတ်ထိပ်သို့ရောက်သွားတယ်တရားအထွတ်ထိပ်သို့ရောက်တရားရဲ့စွမ်းဆောင်မှုတွေဟာအမှန်တမ်းကြီးမားတယ်ဘုရားပေါ်မှာဆုံးဖြတ်ပြီးသားဖြစ်သွားတယ်တရားပေါ်မှာဆုံးဖြတ်တယ်ဘယ်လိုဆုံးဖြတ်တာတုံးဆိုရင်ဒီဘုရားသာလဲတကယ်ဘုရားပေါ့လောကမှာဘုရားဆိုတာတွေကအများကြီးရှိတော့လူတွေကကိုယုံကြည်ရာကိုဘုရားလို့သတ်မှတ်နေကြတာဖြစ်တယ်သောတာပန်ဖြစ်သွားလို့ရှိရင်ဘုရားအစစ်ကိုမှတကယ်ဘုရားလို့သတ်မှတ်သွားတယ်အဲ့ဒီဘုရားအစစ်ရဲ့အဆုံးအမကိုမှတကယ်တရားလို့သတ်မှတ်သွားတယ်အဲ့ဒီဓမ္မအတိုင်းလိုက်နာကျင့်သုံးတဲ့ဘုရားအစစ်ရဲ့တရားဓမ္မတွေကိုဖြန့်ဖြူးတဲ့ပုဂ္ဂိုလ်တွေမှာတကယ်တန်ခါအစစ်လို့ဒီလိုသတ်မှတ်ပြီးတော့ယုံကြည်လက်ခံသွားတာပေါ့အဲ့ဒါဟာတရားရဲ့စွမ်းဆောင်မှုပဲဖြစ်တယ်၅ပါးသီလကလွဲလို့၅ပါးသီလဟာအသက်တဲ့တန်ဖိုးရှိတယ်ဆိုတဲ့နေရာမှာလည်းပဲသီလနဲ့အသက်ပုရုဇဉ်နေနဲ့စဉ်းစားကြည့်မယ်ဆိုရင်သီလနဲ့အသက်ဘယ်ဟာရွေးမလဲလို့ဆိုရင်အသက်တော့အသေးမခံနိုင်ဘူးသီလတော့ခဏချခြင်းချမယ်ဖြစ်ကောင်းဖြစ်မယ်သောတာပန်ပုဂ္ဂိုလ်ကြတော့အဲ့ဒါလို့မဟုတ်ဘူးအသက်ပဲအသေးခံမယ်သီလကိုမဖြစ်ဘူးလို့တန်ဖိုးထားတာချင်းမတူတော့ဘူးပေါ့ဒါကြောင့်မို့၅ပါးသီလကိုအရိယကန္တအရိယပုဂ္ဂိုလ်တွေက
အလုံးကိုမြတ်နိုးတယ်ဘယ်လောက်ထိမြတ်နိုးတာတော့ဆိုအသက်ထက်မြတ်နိုးတယ်လောကလူတွေတန်ဖိုးထားတာဘာလဲလို့ဆိုရင်ကိုယ့်အသက်ကိုတန်ဖိုးထားကြအသက်တည်းမြတ်နိုးတာဆိုတာဘာမှမရှိဘူးအသက်သေးခံရမယ်ဆိုရင်ပစ္စည်းဥစ္စာလည်းစွန့်လွတ်နိုင်တယ်လက်ချေလည်းစွန့်လွတ်နိုင်တယ်အလုံးကိုစွန့်လွတ်နိုင်တဲ့အနေအထားမျိုးရှိတယ်သောတာပန်ပုဂ္ဂိုလ်တွေကဒီသီလအတွက်ဆိုရင်အသက်တောင်မှစွန့်လွတ်နိုင်တယ်ဆိုတဲ့အတိုင်းအတာတစ်ခုကိုရရှိတယ်ဒါဟာတရားရဲ့စွမ်းဆောင်မှုလို့ဒီလိုပြောတာဒါကြောင့်မို့သောတာပန်ရဲ့အရည်ချင်းတွေမှာတရားကဥဆောင်နေတာဖြစ်လို့သောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်မှာသူ့ရဲ့အခြေအနေနှစ်ရပ်သူ့ရဲ့စိတ်ထဲမှာပေါ်လာတတ်တယ်တဲ့ဘယ်လိုပေါ်လာတော့ဆိုလို့ရှိရင်သူရရှိလာတဲ့တရားဓုတရားမြတ်ကိုတကမ္ဘာလုံးမှာရှိတဲ့တရားတွေကိုရရှိစေချင်တာဒါတစ်ခုနောက်တစ်ခုကမိမိရထားတဲ့အရည်ချင်းကိုရွှေအိုးကြီးကိုလူသိမှစိုးတယ်လို့ကိုယ်အရည်ချင်းကိုထုတ်ဖော်ပြဖို့ဝန်လေးတယ်တိုးဝက်ပြီးတော့ထားတယ်ဒါကတစ်ခုအဲ့ဒါလို့အရည်ချင်းနှစ်ခုရှိပြီးတော့လာတဲ့သောတာပန်ပုဂ္ဂိုလ်ဟာသူ့အပေါ်မှာယုံကြည်ချက်ကဘယ်လောက်လွှမ်းမိုးတော့ဆိုရင်ဖရာတရားတန်ခါဒီပုဂ္ဂိုလ်တွေဟာငါပစ္စည်းကလွဲပြီးတော့တခြားသူတွေရဲ့ပစ္စည်းကိုအလူမခံပါစေနဲ့သူပဲလှူခြင်းတယ်ဆိုတဲ့တရားဆွမ်းဆောင်မှုတွေဟာတိုးတက်ဖြစ်ပေါ်လာတရားရှိတဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ထဲမှာမြတ်စွာဘုရားဟာငါပစ္စည်းပဲသုံးရင်ကောင်းမှာပဲတရားဓမ္မကိုငါကြီးပူဇော်ရရင်ကောင်းမှာပဲတန်ဃာတွေကိုငါကြီးပဲပူဇော်ရရင်ကောင်းမှာပဲဆိုတဲ့ဒီစိတ်အားတက်လာမှုတွေတရားရဲ့ဆွမ်းဆောင်မှုတွေဒီလိုဆိုလို့တယ်သောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ရဲ့တရားတရားဟာအလွန်ကြီးမားကြံ့ခိုင်လာတယ်ပေါ့ငါးပါးသီလဆိုတာအသက်တဲ့မြတ်မြတ်နိုးနိုးထိမ့်သိမ်းဆောက်ရှောက်လာတဲ့ယုံကြည်ချက်ရှိတယ်ဖရာတရားတန်ခါယရဏသုံးပါးနဲ့ငါးပါးသီလမှာတစ်ပါးငါမှာတကယ်အားကိုးเสียမြတ်နိုးเสียဆိုတာမရှိဘူးလို့ယုံကြည်ဆုံးဖြတ်ထားတဲ့တရားစွမ်းအားဟာသောတာပတ္တိယင်္ဂ၄ပါးမှာထင်ရှားပေါ်လွင်တယ်လို့ဒီလိုဆိုတာပေါ့ဒါကြောင့်မို့အဲ့ဒီအချက်မှာတရားစွမ်းအားဟာအမတန်မှထင်ရှားလို့မြတ်စွာဘုရားကစတုတုသောတာပတ္တိယင်္ဂေတုဣဋ္ဌတတ္တဗလံဓဋ္ဌဗံလို့သိတာတယ်ဆိုတာကိုရှင်းလင်းဟောပြတာဖြစ်တယ်ပေါ့နောက်စွမ်းအားတစ်ခုကတော့ဘာတော့ဆိုဝီရိယရဲ့စွမ်းအားဆိုတာလဲအလွန်ကြီးမားတယ်လောကမှာပြင်းနေလို့အိတ်နေလို့ဘာတစ်ခုမှမရနိုင်ဘူးဆိုတာဟာအမတန်မှထင်ရှားအထူးသဖြင့်လူတွေရဲ့စိတ်ထဲမှာဒီဝိရိယဆိုတဲ့သဘာဝကင်းသွားပြီဆိုလို့ရှိရင်လူတွေဟာအေးတက်တာနဲ့စွမ်းဆောင်မှုတွေရော့ကျသွားနိုင်တယ်ဝိရိယရှိမှသာလျှင်စွမ်းဆောင်မှုတွေဟာတက်လာကြိုးစားအထောက်မှုဆိုတဲ့ဝိရိယဟာအမတန်မှအရေးပါတယ်လို့ဆိုလို့အိတ်နေခြင်းဖြင့်လောကမှာဘာကိစ္စမှမပြီးတယ်လို့ပဲတရားဓမ္မနဲ့ပတ်သက်နေလို့လဲအသိဉာဏ်ရရင်ဖို့အတွက်အိတ်နေခြင်းဖြင့်ဘာတစ်ခုမှရမှာမဟုတ်ဘူးဒါကြောင့်မို့ပြင်းရခြင်းဆိုတဲ့တရားတွေကိုဖယ်ရှားပြစ်နိုင်တယ်ဌိနမိဋ္ဌလို့ဆိုတဲ့ဒီထိုင်းမှုမိုင်းမှုစိတ်ရည်စွမ်းအားတွေရောကြနေမှုတွေကိုလည်းဝိရိယကတွန်းလှန်ဖယ်ရှားပြပြီးစိတ်ဓာတ်ဟာတက်ကြွလန်းဆန်းပြီးတော့လာအောင်ဝိရိယစွမ်းအားနဲ့ဖြည့်ပေးရတယ်လို့ဆိုကြိုးစားအထောက်မှုဟာအမှန်တမ်းအရေးပါတယ်ကြိုးစားအထောက်မှုကြောင့်ထူးခြားတဲ့တရားဓမ္မတွေကိုရရှိပြီးတော့သွားကြတယ်အဲ့ဒီကြိုးပမ်းအထောက်မှုမရှိဘဲနဲ့ဘာတစ်ခုမှမဖြစ်နိုင်ဘူးကြိုးပမ်းအထောက်မှုဟာဘယ်နေရာမှာအဓိကစွမ်းဆောင်မှုပေးတယ်လဲဆိုတဲ့အခါမြတ်စွာဘုရားသခင်ကိုရောမြတ်ကစတုတုသမ္ပပဒာနေတုဝိရိယဣဋ္ဌဝိရိယဗလံဓဋ္ဌဗံသမ္ပပဒံ၄ပါးလို့ဆိုတဲ့မှန်ကန်တဲ့ကြိုးပမ်းအထောက်မှု၄ရပ်မှာဝိရိယရဲ့စွမ်းအားဟာထင်ရှားသိတာတယ်လို့ဒီလိုဆိုလို့အဲ့တော့မှန်ကန်တဲ့ကြိုးပမ်းအထောက်မှုလို့ဆိုတာလောကမှာဒီကြိုးပမ်းအထောက်မှုတွေမျိုးမျိုးရှိတယ်ကြိုးပမ်းအထောက်မှုတွေမျိုးမျိုးရှိအဲ့ဒီထဲမှာမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုဆိုတာဘာအတွက်မှန်ကန်တာလဲဆိုအတိညာဏ်တွေရဖို့မှန်ကန်တယ်တန်တရားဝဆင်းရဲကလွတ်မြောက်ဖို့မှန်ကန်တယ်ချမ်းသာဒုက္ခရဖို့အတွက်မှန်ကန်တယ်ဆိုတဲ့ကြိုးပမ်းအထောက်
Eri Jovan Atomu Leya Sura Pale Sui Mivi Danama Agudo Diari Mapit de Lushi Pimala on Sopi Fu Josayame Daha Namadi Josa Jemefit Agudo City Kodanama Wemala de Moe on Upamame Doda Mapit de now Doda Sura Mapit Sopi Naya Sopi Fu Josa Taya Medodasa Doda Sura Pipolare Aguduri Pipola Lushi Don't land Pesha Naibu Josayame Tilusu Davian Loga Ludariga Loba Pilushin let can be ro Talite Doda Pienle let can be ro Talite Mapi on let 10 days of Shamu Mishu Pilla Lucian let Wimu Talite Erelu Anita Mushi Go Senior Senaji Loba Pilushin Naha Lekantara La the Zonaku knit the needed to a down needed silly good and a mapshini Taligo Nachinabi Lekantadala Moni de say Pola Lucian, Eddie Moni de say Leo Nachinabi or Lekanira La Go Senachi Don't laugh Peshavu Malofu Majosa Hussein Lekanida the Bobe Lekayon Domagavu the Choa say Nasigo Lamasane Narua Saito Sura Koyu Birom Pure like the Lusura Lova Sura Shia Mave Lova Machine Majiba Huso be Lova go Chimwa like the Yasovia so mama Agudu Manamia Mimi Danama Mapsi Ne to Sura Dajamolo Agudu the Kua Mapsi on Josania Eri Josa Pipolavi Josa Atopaya than a Pipolavi swing Peshavu Josa Dilusolura Ero Tandiarema Tudri Le Papiro Tandia Wosieri Dokari Kaniaraha Aguduri Kodanama Mapi on Sopi Nine Lona Wiria Neni Jare Pipola Rekama Peshapi Nine Lona Wiriari Abio Nijare Peshavene Nijare Dagu Pini Nide Lutsura Eri Pimu Wiriari Kini di Dredja Tandia Wosiega Melona Now the car County Vega Chimese Mapshidire Gudo Diari Pilla Josavu Luri Pibida Gudo Diari Dobala Josavu Luri Mapshidire Gudori Sura Pilla on Lofu Lurebo Ero Mapshidire Gudori Pilla Vole Majosavu Pillare Gudo Diari Dobala Majosavu Swing Pini Jena Pshidebo Tamabadan Leva Sodima Agudu Mapshidi Mapshi on Sopi Nayame Pilla Lucian Peshavu Josa Nayame Gudu Diari Mapshidi Pshi on Josayame Pillare Gudu Diari Dobala on Josahame Sude Di Jova Atomu Leyak Wiria and Ave Pshitibo Eri Wiria son a Shimadale Senior Dokarigo Peshabi Chana Dukarigo Paisai Nine look to Lusurab Dajawo Wiria Swan Aha Boribakia dia Donza Konamare Ma Bawine Tamabadan Leva Ma Tucha Tinsha Tidare Lu Yasavia Tilu Hora Pitebo Do the Nevan Chanago Lugene Solution Di Eche Lejego Tadi Tabiro Josa Atoama Pitebo Kodanama Aguduri Peshabu Josa Niame Kudo Diari Dobabu Josa Niame Ereluma Josavu Solution Di Lonaku Joban Atomu Malona Nevu Solution no Neva Nero Winnie Uma Pite Dilo Solura Dajamu Joban Atomu Sure Wiria Ariu Mintin Bevo Luade Wiria A Mintin Bevo Baloa Go Singing Tonda Biro Change out Bevo Lo at the Cardian Go Seda Go Soma Biro Change out Pane Change out Nadilu Nilushi Tanyaoga Veroma Loma Mobu Gaye Yaudain Gayet Masia Dokari Kayame Gaye Sura Kuman Bubi me Jabu Nawane Gaye Sura Medan Siere Surati Teresane Korai Miembure Teresane Dokari Miembure Jabure Dajamulu
ငါမကြိုးစားဘူးဆိုရင်တိရစ္ဆာန်ဘဝရောက်သွားရင်တိရစ္ဆာန်တွေလိုဒုက္ခခံရမှာပဲဆိုတဲ့ဒီဒုက္ခတွေကိုခံနိုင်သလားလို့ကိုယ့်ကိုယ်တန်ဝေကဖြစ်ပွားပြီးတော့ချင်းချောက်ပေးပြီးတော့လုံလဝိရိယမရှိရှိအောင်ကြိုးစားအထောက်အောင်။ဘာဒီလိုနေလို့ရှိရင်တန်ရာဝုကလွတ်မှာမဟုတ်ဘူး။မလွတ်လို့ရှိရင်အစင်ထာဝရအိုခြင်းနာခြင်းသေခြင်းဆိုတာတွေနဲ့ရင်ဆိုင်ပြီးတော့တန်ရာထဲမှာတဝဲလဲလဲနဲ့ဒုက္ခရောက်နေအောင်မှာပဲဆိုတာကိုယ့်ထိတ်လန့်တုန်လှုပ်အောင်ဆင်ញင်စဉ်းစားပြီးတော့ပေးဖို့လိုအပ်တယ်။အဲ့ဒီကြတော့မှကြိုးစားမှုဆိုတော့ပေါ်လာနိုင်တယ်ပေါ့။အဲ့ဒါလို့ဝီရိယကိုကိုယ်တဏ္ဍာမှာမေးလို့မွေးမြူလိုက်လို့စွမ်းအားတွေတက်လာပြီဆိုလို့ရှိရင်ဘောဓိပက္ခိယ139ပါးထဲမှာပါဝင်ဖြစ်တဲ့ဝီရိယစွမ်းအားဟာမဂ္ဂင်8ပါးထဲရောက်တဲ့အခါကျတော့သမ္မာဝါယာမမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုလို့ခေါ်လာတယ်ပေါ့ဒီလိုဆိုလို့နောက်စွမ်းအားတစ်ခုကတော့အရေးကြီးတာဘာလို့ဆိုတတိစွမ်းအားလောကကြီးမှာတတိမေ့နေလို့တတိမေ့နေတယ်ဆိုတာကာမဂုဏ်အာယုန်ထဲမှာစိတ်တွေလွတ်ထားတယ်နော်ဘဝမှာနေစဉ်ဘဝမှာစာဝတ်နေရေးဆိုတာနဲ့ပဲကိုယ်ဘဝကိုသာဝရကြီးလို့ထင်ပြီးတော့စိတ်တွေလွတ်ထားမယ်ဆိုလို့ရှိရင်တော့ပမာဒလို့ခေါ်တယ်မေ့လျော့နေခြင်းပဲဖြစ်တယ်အဲ့ဒါလို့မေ့လျော့နေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှတဏှာဝဆင်းရဲကလွတ်မှာမဟုတ်မေ့လျော့တယ်ရစ်မှုတယ်မေ့လျော့တယ်ဆိုတာဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ခင်ကမြစ်မှာမျောလာတဲ့စင်သေးကောင်ကြီးတကောင်အဲ့ဒီစင်သေးကောင်ကြီးကခင်ကမြစ်ကျောမှာပေါ်တော်ကြီးမျောနေတဲ့အခါကြီးမိုက်တကောင်ကစင်သေးကြီးမြင်တော့ကောင်းကင်ကနေပြန်ချလိုက်ပြီးတော့စင်ပေါ်မှာနားလိုက်တယ်နားလိုက်ပြီးတော့စိတ်ထဲမှာဘလို့စိတ်ကူးလဲလို့ဆိုရင်ဟန်ကြတာပဲငါတသက်တော့စားလို့မကုန်တော့ဘူးဒီစင်သေးကောင်ကြီးဖောက်ပြီးတော့စားနေုံပဲရေစားလို့ရှိရင်လည်းရေတောက်လို့အစင်သင့်ပဲစားစရာလည်းအစင်သင့်ပဲအိတ်ချင်လို့ရှိရင်လည်းဒီပေါ်မှာပဲအိတ်လိုက်ဖို့ပဲလို့ဒီလိုစိတ်ထဲမှာအတွေးတွေဝင်လာပြီးတော့ဘယ်မှအတောင်အညောင်းခံပြီးတော့သွားစရာမလိုဘူးစားစရာလည်းရှိတယ်နေစရာလည်းရှိတယ်ရှင်ငတ်ရင်လည်းတောက်စရာလည်းရှိတယ်ဆိုပြီးတော့အဲ့ဒီစင်သေးကောင်ကြီးပေါ်မှာနားပြီးတော့ကြီးမိုက်ဟာတသက်ထာဝရလို့စိတ်ထဲမှာထားပြီးတော့ခင်းကမြေကျောမှာမျောလိုက်လာတယ်ဘုန်းကြီးတို့တွေလည်းစဉ်းစားကြည့်ကိုရထားတဲ့ဘဝလေးကိုထာဝရလို့ထင်ပြီးတော့ကြီးမိုက်ကြီးစဉ်းစားသလိုပဲငါရထားတဲ့ဘဝဟာမအိုမနာမသေးဆိုတဲ့စိတ်ဓာတ်မျိုးတွေဝင်ပြီးတော့ဘာမှလှုပ်เสียမလို့ဘူးငါမှသားသမီးတွေကလည်းရှိတယ်ပစ္စည်းဥစ္စာတွေလည်းရှိတယ်စားစရာတောက်စရာတွေလည်းအကုန်ပြည့်စုံတယ်စီးပွားရေးစားတွေလည်းလုံလောက်တယ်ဘာမှလှုပ်เสียမလို့ဘူးလို့အတွေးတွေဝင်ကောင်းဝင်လိမ့်မယ်အဲ့ဒါကိုရစ်မှုမေးလျော့ခြင်းလို့ခေါ်တယ်ရစ်မှုမေးလျော့နေခြင်းပဲဖြစ်တယ်ပေါ့ဘဝဆိုတာရပ်နေတာမဟုတ်ဘူးလူတွေရဲ့အသက်ဟာလည်းရပ်နေတာမဟုတ်ဘူးအချိန်ကုန်သည်နှင့်အမျှဆုံးရှုံးနေတာသာဖြစ်တယ်ပေါ့လောကလူတွေကထင်တယ်မနေ့ကနေညနေရောက်လာတာအဆန်းမဟုတ်ဘူးအချိန်ကသာကုန်သွားတယ်နာနေပိုင်းအချိန်တွေဟာနေ့လယ်ပိုင်းရောက်တော့ကုန်သွားတယ်နေ့လယ်ပိုင်းကအချိန်တွေကညနေပိုင်းရောက်တော့ကုန်သွားတယ်ညနေပိုင်းအချိန်တွေကညရောက်တော့ကုန်သွားတယ်ညဟာလည်းပဲမနေ့မိုးလင်းတော့ကုန်သွားတယ်အချိန်ကုန်တာသာလူတွေကသိတယ်ကိုယ်တဏ္ဍာမှာရှိတဲ့ရုပ်တည်နံတွေကုန်ခန်းသွားတာကိုမသိလိုက်ဘူးလူရဲ့စွမ်းအားတွေရုပ်လျော့သွားတယ်နုပြိုမှုတွေပါသွားတယ်ခွန်အားတွေပါသွားတယ်တရက်ကြီးရင်တရက်အိုသွားတယ်ဆိုတဲ့သဘောတွေကိုမစဉ်းစားနိုင်အဲ့ဒါကိုပမာဒမေ့လျော့တယ်လို့ခေါ်တယ်နော်လူတွေကထင်ကောင်းထင်လိုက်မယ်တပည့်တော်တို့မမေ့ဘူးမနဲ့ဆိုလို့ရှိရင်အလုပ်သွားရမှာတတိရတယ်ဘာလုပ်ရမှာညာလုပ်ရမှာမမေ့ဘူးလို့ဒီလိုထင်ကောင်းထင်နေဒီလိုကိုဘဝကိုထာဝရလို့ထင်ပြီးတော့နေတာဒီပင်လေရစ်မှုမေ့လျော့ခြင်းလို့ခေါ်တယ်ပေါ့ရစ်မှုနေတာရထားတဲ့စီစဉ်ဥစ္စာတွေနဲ့ရစ်မှုနေတာခုနကကြီးမိုက်ဟာစားစရာလည်းငါမှရှိတယ်တောက်စရာလည်းငါမှရှိတယ်နားစရာလည်းငါမှရှိတယ်ဘာလို့စရာလိုသေးလဲဘာမှမလိုဘူးတသက်တာအေးပြီလို့တွေးတာဟာရစ်မှုမေးလျော့ခြင်းပဲဖြစ်တယ်အဲ့ဒါလိုနဲ့သွားတော့ဒီစင်စေကောင်ကြီးဟာခင်းကမြေကိုကြော်လွန်ပြီးတော့ပင်လယ်ထဲရောက်သွားတယ်အကောင်ကလည်းတနေ့ပြီးတနေ့ပိုးပြီးတော့ပုတ်ပွားလာတယ်
ပုပ်ပွားလာတဲ့အကောင်ကြီးကခင်းငါမြစ်ကနေပြီးပင်လယ်ထဲရောက်တဲ့အခါပင်လိုင်းလှိုင်းလုံးကြီးတွေရဲ့ရိုက်ပုတ်မှုကြောင့်ဟိုနာကပဲ့ဒီနာကပဲ့ပုတ်ရိလာတာတွေဖြစ်လာပင်လယ်ထဲရောက်သွားတဲ့အခါကျတော့ကမ်းမမြင်လမ်းမမြင်လှိုင်းလုံးကြီးတွေကြားတယ်ရောက်သွားပြီဆိုတော့မှကြီးဟာမျက်လုံးမျက်စံပြူးလာတယ်နော်တသက်တာလို့ထင်လာတဲ့စင်ဒီကောင်ကြီးဟာလှိုင်းပုတ်တဲ့ဓာတ်နဲ့ယိုယွင်းလာတာကိုသိရတဲ့အခါကျတော့ကဲဒါကြီးကိုစွန့်ပြီးတော့ပြန်ဖို့ဆိုတာကြည့်လိုက်တော့ကမ်းမမြင်လမ်းမမြင်ဖြစ်သွားပြီးတော့ကြီးပိုက်ကြီးဟာပင်လယ်ထဲမှာပဲကြာပြီးတော့သေဆုံးသွားရှာတယ်ပေါ့ကမ်းရောက်အောင်မပြန်နိုင်တော့ဘူးပင်လယ်နဲ့ထဲရောက်သွားတဲ့အခါမှာအရှိနောက်တောင်မြောက်မမြင်ရလို့လှက်ပတ်ပြန်ရင်းကနေအတောင်ညောင်းတော့ကြီးဟာရေထဲမှာထိုးချပြီးတော့ဘဝဆုံးသွားအဲ့ဒါမျိုးလိုပဲကာမဂုဏ်အာယုန်တွေထဲမှာရင်မှုမေးလျော်နေတဲ့ပုဂ္ဂိုလ်တွေဟာဒီလိုဖြစ်တတ်တယ်ဒါကြောင့်မို့တို့ဟာသာဝရမဟုတ်ဘူးအချိန်နဲ့အမျှပြောင်းလဲနေတယ်ဆိုတဲ့တတိတွေထားဖို့လိုအပ်တယ်ပေါ့အဲ့ဒီတတိကိုဒီနေရာမှာတတိပလတတိစွမ်းအားလို့ခေါ်တယ်အဲ့ဒီတတိစွမ်းအားဟာတတိပဋ္ဌာန်တရား၄ပါးကိုအားထုတ်တဲ့နေရာမှာအလွန်အရေးပါတယ်လို့ခေါ်တယ်ကာယပေါ်မှာတတိထားတယ်ဝေဒနာဆိုတဲ့ခံစားပေါ်မှာတတိထားတယ်ဘယ်ရာမှမမြဲဘူးဆိုတာတတိရှိတယ်စိတ်ပေါ်မှာတတိထားတယ်စိတ်ဓာနုပဒနာဉာဏ်နဲ့သဘာဝတရားတွေပေါ်မှာတတိထားပြီးတော့စောင့်ကြည့်နိုင်တယ်ဓမ္မနုပဒနာဆိုတယ်အဲ့ဒီတတိပဋ္ဌာန်တရား၄ပါးပေါ်မှာစိတ်ကိုဆွဲဆွဲမြဲမြဲထားနိုင်တဲ့တတိရဲ့စွမ်းအားကိုသိရှိလာကြတယ်ပေါ့တတိရဲ့စွမ်းအားဟာတတိပဋ္ဌာန်၄ပါးပေါ်မှာထင်ရှားပေါ်လွင်လာတယ်လို့ဒီလိုဆိုတယ်နောက်တစ်ခုကပညာစွမ်းအားပညာဗလားဆိုတဲ့ပညာစွမ်းအားဟာတော့အရေးပါဆုံးပဲဖြစ်တယ်ပေါ့အဲ့ဒီအရေးပါဆုံးဖြစ်တဲ့ပညာစွမ်းအားကတော့စွမ်းအားတွေထဲမှာအကြီးမားဆုံးပဲဖြစ်တယ်အဲ့ဒီအကြီးမားဆုံးဖြစ်တဲ့ပညာစွမ်းအားဟာဘယ်မှာထင်ရှားတော့ဆိုစတုတုအရိယသစ္စေတုဣဋ္ဌပညာဗလံဓဋ္ဌဗံသစ္စာ၄ပါးကိစ္စမှာပညာစွမ်းအားထင်ရှားတတိကလည်းသစ္စာ၄ပါးကိုမသိနိုင်ဘူးတရားကလည်းမသိနိုင်ဘူးဝိရိယကလည်းမသိနိုင်ဘူးတတိကလည်းမသိနိုင်ဘူးတမာတိဆိုတာကလည်းမသိနိုင်ဘူးတမာတိဆိုတဲ့စွမ်းအားကလည်းမသိနိုင်တမာတိစွမ်းအားကိုတော့ဘယ်မှာအလေးထားရတော့ဘယ်မှာထင်ရှားတော့ဆိုရင်ဇန်၄ပါးနဲ့ပတ်သက်လာလို့ရှိရင်တမာတိစွမ်းအားဟာကြီးမားဇန်တရားတွေရထားပြီဆိုရင်ဇန်ပေါ်မှာအာယုံစိုက်ထားပြီးဇန်ရဲ့အာယုံပေါ်မှာအာယုံစိုက်ထားလို့ဇန်၄ပါးပေါ်မှာတမာတိရဲ့စွမ်းအားဟာကြီးမားတယ်လို့ဒီလိုဆိုတမာတိစွမ်းအားကြီးမားတဲ့နောက်မှာရရှိလာတဲ့ပညာစွမ်းအားကြတော့သစ္စာ၄ပါးပေါ်မှာထင်ရှားတယ်လို့ဒီလိုဆိုတာအဲ့ဒီသစ္စာ၄ပါးဆိုတာဟာဆင်ញင်တုံတရားနဲ့မှသိနိုင်တာဖြစ်တယ်လောကမှာပြဿနာလို့သိတယ်ပြဿနာရဲ့အကြောင်းကိုသိတယ်ပြဿနာဖြေရှင်းခြင်းကိုသိတယ်ပြေလည်သွားတာကိုသိတယ်ပြဿနာဖြေရှင်းတဲ့နိလန်းကိုသိတယ်လို့ဆိုတဲ့အချက်၄ချက်ကိုပိုင်ပိုင်နိုင်နိုင်သိတာပညာရဲ့စွမ်းသစ္စာ၄ပါးဆိုဒီမှာဘုန်းကြီးတို့တွေရင်ဆိုင်တွေ့နေရတဲ့ပြဿနာဟာဒုက္ခပဲအဲ့ဒီဒုက္ခဆိုတဲ့ပြဿနာကိုဘယ်သူကဖန်တီးတုံဆိုသမုဒိယကဖန်တီးတယ်အဲ့ဒီဒုက္ခနဲ့သမုဒိယပြဿနာနဲ့ပြဿနာဖန်တီးမှုဒီနှစ်ခုကြောင့်ပြဿနာဖြစ်နေတော့ပြဿနာငြိမ်းအေးမှုကဘယ်မှာရှိသလဲလို့ဆိုဒုက္ခនិရောဓနိဗ္ဗာန်ဆိုတာတွေးရှိလာတယ်ဒုက္ခនិရောဓဆိုတာကိုဘာနဲ့ဘယ်လမ်းစဉ်နဲ့စိုက်ထီရမလဲရောက်အောင်လုပ်နိုင်ရမလဲဆိုတဲ့အခါကျတော့မေဃသစ္စာဆိုတာနဲ့သွားဒါကြောင့်မို့လို့ဒီ၄မျိုး၄ချက်ကတော့ပညာနဲ့မှသိနိုင်တာဖြစ်လို့ပညာရဲ့စွမ်းအားဟာသစ္စာ၄ပါးကိုသိတဲ့နေရာမှာအလွန်အစွမ်းထက်တယ်လို့ဒီလိုဆိုတယ်ပေါ့ဒုက္ခလို့သိဖို့ဆိုတာပညာရဲ့စွမ်းအားနဲ့မှသိနိုင်တယ်ဒီဒုက္ခဘာကြောင့်ဖြစ်တယ်လို့သိတာလည်းပညာစွမ်းအားနဲ့မှသိနိုင်တယ်ဒီဒုက္ခဘယ်မှာချုပ်ငြိမ်းသလဲလို့သိတာဟာလည်းပဲပညာစွမ်းအားနဲ့မှသိနိုင်တယ်ဒီလိုဒုက္ခချုပ်ငြိမ်းမှုအတွက်ဘာတွေကိုလုပ်ရမယ်လို့သိတာဟာလည်းပဲပညာစွမ်းအားနဲ့မှသိတာဖြစ်သောကြောင့်စတုတုအရိယသစ္စေတုပညာဗလံဣဋ္ဌဝေရိတဗံဣဋ္ဌပညာဗလံဓဋ္ဌဗံလို့မြတ်စွာဘုရားကသစ္စာ၄ပါးမှာ
ပညာရဲ့စွမ်းအားဟာအလွန်ထင်ရှားတယ်လို့ဒီလိုစိတ်စွမ်းအားတွေနဲ့ပတ်သက်ပြီးတော့ရှင်းလင်းဟောကြားတာဖြစ်ပါတယ်အေးပြန်ပြီးတော့အကျဉ်းချုပ်လိုက်မယ်ဆိုရင်သောတပန်ရဲ့အရည်ချင်း၄မျိုးမှာသရစွမ်းအားဟာပေါ်လွင်ထင်ရှားတယ်သမဗ္ဗဒံတရား၄ပါးမှာဝိရိယစွမ်းအားဟာထင်ရှားတယ်တတိပဒံတရား၄ပါးမှာတတိရဲ့စွမ်းအားဟာထင်ရှားတယ်ဇန်၄ပါးမှာတမာရီရဲ့စွမ်းအားဟာထင်ရှားတယ်သစ္စာ၄ပါးမှာပညာရဲ့စွမ်းအားဟာထင်ရှားတယ်လို့ဓဋ္ဌပသုတ်တံမှာမြတ်စွာဘုရားအကျဉ်းချုပ်ပြီးတော့ဟောထားတာကိုယခုလိုနားလည်သဘောပေါက်ခြင်းအပြင်မိမိတို့လူရှိတဲ့နိဗ္ဗာန်ချမ်းသာကိုရဖို့အတွက်တို့တွေဟာစိတ်စွမ်းအားတွေနဲ့ပြည့်စုံမှုလိုအပ်တယ်။တရားစွမ်းအားတွေကိုမြင့်ပေးရမှာဖြစ်တယ်။ဝိရိယစွမ်းအားတွေမြင့်တင်ပေးရမှာဖြစ်တယ်။တတိစွမ်းအားတွေမြင့်တင်ပေးရမှာဖြစ်တယ်။သမာဓိစွမ်းအားတွေမြင့်တင်ပေးရမှာဖြစ်တယ်။နောက်ဆုံးပညာစွမ်းအားတွေမြင့်မားလာပြီဆိုရင်အမှန်၄ချက်ကိုသိပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်တန်တရားဝဆင်းရဲမှလွတ်မြောက်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း